နာရှိမှမြင်လိုက်တယ်နော်ကက်ကက်မတ်တူတူတွေပေါ့နော်ကျွန်တော်ကက်ကက်မတ်ကျွန်တော်တို့နော်ဒီမှာကက်ကက်နဲ့လည်းကျွန်တော်တို့ဒါတွေလောက်ရတယ်ပေါ့နော်ကျွန်တော် align motion နဲ့ကျွန်တော်လည်းအများကြီးလောက်ပြရတယ်ပေါ့နော်ကျွန်တော် TikTok မှာရောအများကြီးလောက်ပြရတယ်နော် align motion နဲ့ပတ်သက်ပြီးတော့ခု align motion ရောကက်ကက်ကိုကျွန်တော်တင်ပြနေပေါ့နော်အဲဒါကျွန်တော် TikTok account လေးကိုလည်း follow ထားလိုက်အောင် okay အဲဒါကျွန်တော်တို့ဒီမှာဒီဥစ္စာလေးလုံးပြခဲ့မှာလည်းကျွန်တော်တင်တဲ့လေးလာတော့တက်ဖို့ကျွန်တော်ဖိတ်ခေါ်ရပေါ့နော်ကျွန်တော်တင်တဲ့မှာကျွန်တော်အတင်းနေမျိုးဆိုအများကြီးတင်ပြပေးတာမှာအဲဒါကြောင့်ညီကိုတက်နိုင်တဲ့လောက်တင်တဲ့ကြီးလေးပေးပြီးလာတော့တက်လို့ရတယ်နော်ဒီလို TikTok မှာတွေ့လို့ကျွန်တော်နော်ဒီ edit လေးတွေစိတ်ဝင်စားလို့တင်တဲ့လာကိုတက်ချင်နေဆိုရင်ကျွန်တော်အခုပြထားတဲ့ TikTok ဘိုင်းကို link ကနေတစ်ဆင့်လဲတင်တဲ့လာကိုတက်လို့ရတယ်နော် TikTok မှာမဟုတ်ဘဲနဲ့ Telegram မှာလည်းကျွန်တော်တို့အခုလိုမျိုးလေးရိုက်ရှာပြီးတော့တင်တဲ့လာကိုဆက်သွယ်မိပြီးတက်လို့ရတယ်နော် okay ကျွန်တော်တို့အဲ့တော့ဒီနေ့စမယ်နော်ကျွန်တော်ဒီမှာ new project ကိုနေမယ်နော်နေပြီးတော့ကျွန်တော်ဒီမှာပုံလေးတစ်ပုံနဲ့လုပ်ပြမယ်နော်ကျွန်တော်ပုံလေးတစ်ပုံယူလိုက်မယ်နော် okay ကျွန်တော်ဒီပုံလေးတစ်ပုံယူလိုက်မယ်နော်ယူပြီးတော့ကျွန်တော် add နေလိုက်မယ်နော် okay နေပြီးတော့ကျွန်တော်ဒီထဲရောက်သွားမယ်နော်ဒီထဲရောက်သွားမယ်ဆိုကျွန်တော်ဒီမှာဒါလည်းကျွန်တော်ကက်ကလေးယူရှင်းပါတယ်နော်တိတ်ပြီးတော့ထွေးထူးထူးတော့မပါဘူးပေါ့နော် align motion နဲ့လည်းတိတ်မကွဲပြားဘူးပေါ့နော်တိတ်ပြီးတော့သူ့အနေနဲ့သူတော့ကောင်းပါတယ်နော် okay ကျွန်တော်တို့ဒီမှာဒီပုံလေးရသွားပြီနော်ဒီပုံလေးရသွားပြီကျွန်တော်တို့ဒီမှာလာမယ်နော်ဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ်နော်ကျွန်တော်ဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ်နော်ဒီမှာဒီပုံလေးကိုထောက်လိုက်နော်အဲ့ပုံလေးထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ်နော် okay ကျွန်တော်ဒီမှာနော် mask ဆိုတာရှိရနော်ဒီမှာ MASK နော်ဒီမှာနော် mask ဆိုတာလေးရှိတယ်အားလေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာဒီမေတာဆွဲရလေးရှိရနော်ဒီမေတာနော်ဒီသုံးခုမြောက်ကဟာလေးနော်ဒီမေတာလေးရှိရနော်ဟိုအဲ့မေတာလေးကိုထောက်မယ်ထောက်ပြီးတော့ကျွန်တော်ဒီမှာအဲ့လိုလေးဖြစ်သွားမယ်နော်ဖြစ်ပြီးတော့ကျွန်တော်ဒီပုံလေးကိုထောက်ပြီးဒီအဝါတန်းလေးကိုလိုချင်တဲ့ပုံစံမျိုးရွှေ့လို့ရတယ်နော်ကျွန်တော်တို့ဘယ်လောက်သေးမလဲဘယ်လောက်ကြီးမလဲပေါ့နော်အသေးလေးကျွန်တော်အသေးလေးလောက်ထားလိုက်မယ်နော်အဲ့တော့အဲ့လောက်လေးထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဟိုးပေါ်သွားလိုက်အဲ့ဘက်တောင်သွားလိုက်မယ်နော်โอเคအဲ့လိုလဲလိုက်မယ်နော်အဲ့ဘက်တောင်သွားမယ်သွားပြီးတော့ကျွန်တော်ဒီမှာ key frame ချရမယ်နော်ဒီမှာ key frame นี่ဒါလေးကတွေ့လားဒီမှာအဲ့ဒါလေးက key frame นี่နော်ကျွန်တော်အဲ့မှာအဲ့ဒါလေးနေတစ်ချက်နေလိုက်မယ်နော်အဲ့ဒါလေး key frame ထောက်လိုက်မယ်โอเคထောက်ပြီးတော့ပေါ်လာမယ်နော်ကိုကြားသလိုချိန်ရတယ်နော်ကျွန်တော်ဒီနားမှာမချိန်တော့ဒီနောက်ကိုသွားမယ်သွားပြီးတော့ key frame ဒီ key frame တစ်ချက်ချလိုက်မယ်နော်ချပြီးတော့ဒီအပေါ်ဟာလေးကိုကျွန်တော်ဒီဘက်ကိုပို့လိုက်မယ်နော်ဒီဘက်ကိုပို့လိုက်မယ်နော်အဲ့လိုလေးပို့လိုက်မယ်ကျွန်တော်အဲ့လိုလေးဖြစ်သွားမယ်ကြည့်ကြည့်နော်ကျွန်တော်အဲ့လိုလေးဖြစ်သွားမယ်ပေါ့နော်ဒါကျွန်တော်တို့ဒီမယ်နော်အဲ့ဒါလေးပြင်သွားမယ်ဒီကက်ကလည်းကျွန်တော်တို့ရိုးရှင်းပါတယ်နော် align motion နဲ့ကျွန်တော်တို့တူတာလေးလည်းအများကြီးပါတယ်နော်မတူတာလေးလည်းအများကြီးရှိရပါတော့โอเคဒါလေးကကျွန်တော်ဒီ mat tutorial လေးကျွန်တော်လုပ်ပြရတယ်ပေါ့နော်ကျွန်တော်ကက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် TikTok မှာအမြင်နဲ့တင်မိမယ်ပေါ့နော်ကျွန်တော် align motion သင်တန်းကိုလည်းလာတက်မယ်ဆိုလည်းရတယ်ပေါ့နော် align motion သင်တန်းမှာလည်းကျွန်တော်ကက်ပါလာပြီနော်ကျွန်တော် align motion သင်တန်းတက်တာနဲ့ကက်ပါနှစ်ခုလုံးလေ့လာလို့ရမှာဖြစ်တယ်နော်โอเคကျေးဇူးပါလို့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့မယ်နော်အားလုံးပဲတတာဘိုင်